မင်္ဂလာပါရှင် HP Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တာယာတဲ့အိမ်ထောင်ရေးတစ်ခုလူချင်နေဆိုရင်တော့မမေ့ထားတဲ့အချက်တွေကိုပြောပြပေးခြင်းပါတယ်။ဒီအနေနဲ့အခုချိန်ကျင်စာအုပ်အိမ်ထောင်ရှင်ဘဝကိုတည်ဆောက်ထားသူပဲဖြစ်ဖြစ်ငွေရတုရွှေရတုပေါင်းများစွာအိမ်ထောင်သက်ကြာညောင်းနေသူပဲဖြစ်ဖြစ်ဒီအနေနဲ့တန်ရောစင်ကျိုးခိုင်းရပြီးတော့ချစ်ခင်ကျင်နာမှုအဖြစ်နဲ့သစ္စာတရားပြေဝနေတဲ့အိမ်ထောင်ရေးကိုသာလူချင်းကြမှာအမှန်ပါပဲဒီလိုအိမ်ထောင်တစ်ခုလည်းပိုင်ဆိုင်ခြင်းနဲ့ဒီလိုဖြစ်လာဖို့အတွက်လေဘယ်လိုဒီလန်းတွေကိုလှုပ်ဆောင်ရမလဲမသိဘူးဆိုရင်ကျမတို့ရဲ့ HP Channel မှာခိုင်မာတဲ့ relationship တစ်ခုတည်ဆောက်ခြင်းနဲ့ဆိုရင်မမေ့ထားတဲ့အချက်တွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နော်တာယာတဲ့အိမ်ထောင်ရေးတစ်ခုလူချင်းနဲ့ဆိုရင်တော့မမေ့ထားတဲ့အချက်တွေကတော့နံပါတ်1အနေနဲ့စိတ်ဝင်စားနားထောင်ပေးပါ relationship ဆိုင်ရာအတိုင်းပင်ခံတဲ့အားလုံးကတကယ်အစစ်အမှန်နားထောင်ခြင်းဟာရန်ဖြစ်ခြင်းကိုရှော့ချပေးနိုင်တဲ့အပြင်ယုံကြည်မှုကိုတိုးမြှင့်ပေးနိုင်ပြီးတော့ပျော်ရွှင်မှုပြေဝတဲ့ relationship တစ်ခုဖြစ်လာအောင်ပုံသွင်းပေးနိုင်တယ်လို့လက်ခံထားကြပါတယ်နားထောင်ခြင်းကတခြားသူတွေနဲ့ဆိုရင်တော်တော်လေးကိုလွယ်မဲ့ကိစ္စတည်းဖြစ်ပေမဲ့တင်းလက်တွေ့ပေါ်ကစကားပြောနေမယ်ဆိုရင်တော့တော်တော်ကိုခက်ခဲတဲ့ကိစ္စတည်းဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့နားထောင်ခြင်းရဲ့စွမ်းအားကကြီးမားလွန်တဲ့အတွက်ရအောင်ကြိုးစားလေ့ကျင့်ပါ။သင်တကယ်နားထောင်တယ်ဆိုတာပြဖို့အတွက် TV ဖွင့်ထားရင် TV ပိတ်လိုက်ပါ။ဖုန်းသုံးနေရင်ဖုန်းပိတ်လိုက်ပါ။အာရုံစူးစိုက်မှုအပြည့်ပေးပါ။ပြီးရင်မျက်လုံးစုံမှုရှိပါစေ။နောက်ပြီးရင်ကိုကြားခဲ့တဲ့အရာကိုလေတကယ်လုံးဆောင်ကြောင်းသတိပြပါ။နားထောင်ခြင်းဟာတင်ရလက်တွေ့ပေါ်ဟာစိတ်ဆိုးနေတဲ့အချိန်မျိုးမှာတကယ်အရေးကြီးပါတယ်။တင်ရတကယ်ကိုနားထောင်ပေးမယ်ဆိုရင်ဘာပြဿနာဖြစ်နေရလဲဆိုတာနားလည်လာနိုင်မှာဖြစ်ပြီးတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလေးသိလာမှာဖြစ်ပါတယ်။နားထောင်တတ်ဖို့အတွက်လေ့ကျင့်မှုတွေလိုအပ်မှာဖြစ်ပြီးတော့အလောက်က customer နဲ့တွေ့တဲ့အခါနားထောင်တယ်လို့မျိုးတငယ်ချင်းတွေနဲ့တွေ့တဲ့အခါနားထောင်တယ်လို့မျိုးနားထောင်တတ်ဖို့လိုပါတယ်။နားထောင်တတ်တဲ့အရေးအချင်းတစ်ခုအိမ်ထောင်ရေးတစ်ခုမှရှိလာပြီဆိုတာနဲ့လက်တွေ့ပေါ်နဲ့ရန်ဖြစ်တာတွေနေလာမှာပါ။နံပါတ်2အနေနဲ့အိမ်ထောင်ရေးခိုင်မြဲဖို့အတွက်ပဲအာရုံစိုက်ပါ။စိတ်ပညာအရာလူတစ်ယောက်နဲ့ပထမဆုံးအကြိမ်စားတွေ့တဲ့အခါမှာသင်ကြိုက်တဲ့အရာတွေကိုအားလုံးကိုပြုစိုက်တတ်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာသင်မကြိုက်တဲ့အရာတွေကိုပဲဂရုစိုက်လာပါတော့တယ်။တကယ်လို့အိမ်ထောင်ရေးတစ်ခုမှာကောင်းတဲ့အချက်တွေကိုဂရုမစိုက်ပဲနဲ့ဆိုတဲ့အချက်တွေကိုသာအာရုံစိုက်လာမယ်ဆိုရင်မကြခင်မှာပဲအိမ်ထောင်ရေးဟာပြည့်စည်သွားမှာဖြစ်ပါတယ်။ဒီအချက်တွေကိုဖြေရှင်းဖို့အတွက်နည်းလမ်းလေးတစ်ခုတော့သင်လက်တွေ့ပေါ်ရဲ့ကောင်းတဲ့အချက်တွေသင်ကြိုက်တဲ့အချက်တွေကိုသင်တတိရှိရှိနဲ့အာရုံစိုက်ဖို့ပါပဲ။သင်ရဲ့လက်တွေ့ပေါ်မှာသင်ကြိုက်တဲ့အချက်များစွာရှိမှာပါ။ဒါကြောင့်ဒီအချက်တွေကိုစိတ်ထဲကိုဆွေးဆွေးမြဲမြဲမှတ်ထားပါ။လိုအပ်လာရင်စာရွက်တွေရဲ့ပေါ်မှာချရေးထားနိုင်ပါတယ်။နံပါတ်3အနေနဲ့နှစ်ပူနှစ်ဆလုပ်တာတွေလျှော့ပါ။နှစ်ပူနှစ်ဆလုပ်ခြင်းဟာဆက်ဆံရေးကိုတင်းမာစေတဲ့အပြင်ပြဿနာတစ်ခုကိုလည်းပြည်လည်အောင်မဖြေရှင်းပေးနိုင်ပါဘူး။သင်နှစ်ပူနှစ်ဆလုပ်လေသိအဖော်ဖြစ်သူနားမထောင်လေပါပဲ။တကယ်လို့သဆောင်တယောက်ကသင်လိုချင်တာကိုမပေးနိုင်ဘူးဆိုရင်ကိုယ်ဘာတွေလုပ်နေတာလဲဆိုတာကိုပြန်စဉ်းစားပါ။ကိုတောင်းဆိုနေတာမရဘူးဆိုရင်ကိုမလိုချင်တာကိုပဲပြောမယ်အစားကိုကြိုက်နှစ်သက်တဲ့အရာကိုပြောင်းပြောကြည့်ပါနှစ်ပူနှစ်ဆလုံးနေမဲ့အစားနီလန့်ပြောင်းကြည့်ပါဝေဖန်တာတွေနှစ်ပူနှစ်ဆလုံးမိတဲ့အခါမှာတစ်ဖက်ကလည်းသူ့ရဲ့ကောင်းကျိုးတွေကိုပြောပြပေးမှာပါသင်လက်တွေ့ပေါ်ကိုပြောင်းလဲစေချင်တယ်ဆိုရင်သူ့ရဲ့ကောင်းကွက်တွေကိုထည့်ပြောပေးပါတကယ်လို့သူဟာကျေးဇူးတင်ခံရမယ်စိတ်ချနေမယ်ဆိုရင်သင်လက်တွေ့ပေါ်ကတင်စိတ်ချနေဖို့ပို့ပြီးတော့ပြောင်းလဲပေးခြင်းမှာဖြစ်ပါတယ်နံပါတ်4အနေနဲ့အချိန်တူတူကုန်ဆုံးပါအိမ်ထောင်ရေးတစ်ခုခိုင်မာခြင်းနဲ့ဆိုရင်အချိန်အကြာကြီးအတူတူရှိနေဖို့လိုတယ်ဆိုတာအလုံးသိကြမှာပါ။ဒါကြောင့်အိမ်ထောင်တဲ့ဘဝကိုရောက်သွားတဲ့အခါမှာလေညစာထပ်စားတာမျိုးရုပ်ရှင်ကြည့်တာမျိုးမပြတ်ပါစေနဲ့။သင်ရဲ့ပြက်ကလေးထဲမှာတွေ့ရမယ့်ရက်တွေကိုမှတ်ထားခြင်းရလေသင်မမေ့အောင်ကူညီပေးနိုင်ပါတယ်။
အိမ်ထောင်ရေးတစ်ခုမှာဒီလိုအလေးထားတဲ့အလေးအကျင့်တွေရှိတဲ့အခါမှာကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်။တခြားသူတွေမပါဘဲနှစ်ယောက်တည်းအတူတူတွေ့ခြင်းနဲ့အိမ်ထောင်ရေးတန်ရုံစီကိုပို့ခိုင်းမအောင်တည်ဆောက်နိုင်ပါတယ်။အိမ်ထောင်ရှင်ဖြစ်သွားတဲ့အတွက်အထူးအဆန်းလုပ်နေဖို့မလိုဘူးဆိုတဲ့အမှားမျိုးမလုပ်ကြဘဲနဲ့နေ့တိုင်းကိုယ့်ရဲ့လက်တွေပေါ်နဲ့အချိန်အနည်းငယ်စီကုံဆုံးစေပါ။တွေးတဲ့ချိန်မှာလေကောင်းတဲ့အရာတွေကိုပဲဦးစားပေးပြောဆိုဖို့လိုအပ်ပြီးတော့လက်တွေပေါ်အိမ်ကိုရောက်လာတာနဲ့လှုပ်လက်စားအလုပ်တွေကိုရှက်ပြီးတော့နှုတ်ဆက်ပါဒါအိမ်ထောင်ရေးမှာခန်းစားချက်တွေပို့ပြီးတော့ခိုင်မာလာစေပြီးတင်းရဲ့အိမ်ထောင်ဘက်ကိုအရေးကြီးတဲ့လူတစ်ယောက်ကသူဆက်ဆံခြင်းနဲ့အိမ်ထောင်ရေးကပိုခိုင်မြဲလာမှာဖြစ်ပါတယ်။ဒီဘက်ကအနေနဲ့အထီးအတွေ့ရှိနေပါစေ။ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိတွေ့မှုရှိခြင်းရလေစိတ်ပိုင်းဆိုင်ရာဆက်သွယ်ခြင်းလို့ရည်ကြီးပါတယ်။ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိတွေ့ခြင်းဟာစိတ်ဖြစ်စီမှုကိုလျှော့ချပေးနိုင်ပြီးတော့တင်းရဲ့လက်တွေ့ပေါ်အကြောင်းပြသနေပါတယ်။အိမ်ထောင်ရေးမှာလမ်းရှိုက်ခြင်းပွေဖက်ခြင်းတို့ကိုနေ့တိုင်းပုံမှန်လှုပ်ဆောင်ပေးမယ်ဆိုရင်ရန်ဖြစ်ဖို့ခံရင်ပါတယ်။နံပါတ်6အနေနဲ့အကျဉ်းဆိုး9ခုကိုစွန့်ပစ်ပြီးတော့အကျဉ်းကောင်း9ခုကိုမွေးမြူပါ။အိမ်ထောင်ရေးတစ်ခုကိုခိုင်မြဲစေခြင်းနဲ့ဆိုရင်အိမ်ထောင်ရေးတစ်ခုမှာမရှိသင့်တဲ့အကျဉ်း9ချက်ကိုရှောင်ချပြီးတော့အကျဉ်းကောင်း9ချက်ကိုမွေးမြူသင့်ပါတယ်။ဒီအကျဉ်းတွေကိုမွေးမြူရတာကခက်ခဲမှာပါ။ဒါပေမဲ့သိအနေနဲ့တားရတဲ့အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်စိတ်ရှိရှိနဲ့မွေးမြူဖို့လိုပါလိမ့်မယ်။စွန့်ပစ်ရမယ့်အကျဉ်း9ခုကတော့အပြည့်ချခြင်းဝေဖန်ခြင်းညှဉ်းညူခြင်းနှစ်ပူနှစ်စာလုပ်ခြင်းချိန်ချောက်ခြင်းအပြည့်ပေးခြင်းနဲ့အကျင့်ပြတ်ခြင်းတို့ဖြစ်ပါတယ်။အစားထိုးရမယ်အလေးအကျင့်9ခုကတော့အားပေးခြင်းတိုက်တွန်းခြင်းနားထောင်ခြင်းလက်ခံတတ်ခြင်းယုံကြည်ခြင်းလေးစားခြင်းနဲ့ခြားနားမှုတွေကိုညှိနှိုင်းတတ်ခြင်းတို့ဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကိုယ့်ရဲ့လက်တွေပေါ်ကိုလေးစားပါ။အိမ်ထောင်ရေးဆိုင်ရာကျွမ်းကျင်သူတွေရဲ့အကြံပေးချက်တွေနဲ့အိမ်ထောင်ရေးဆိုင်ရာကျွမ်းကျင်သူတွေရဲ့အကြံပေးချက်တွေရဲ့ထိတ်ဆုံးကအချက်ကတော့လေးစားမှုပါပဲ။သိအနေနဲ့လူတယောက်အချစ်မပါဘဲနဲ့လေးစားလို့ရပါမယ်။လေးစားမှုမပါဘဲနဲ့ချစ်လို့မရပါဘူးနော်။ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုဆွေမျိုးတွေကလေးတွေမိတ်ဆွေတွေရှိမှအတုံးမချကြောင်မပြောပါနဲ့။အိမ်ထောင်ရေးမှာပြဿနာရှိတဲ့အခါအပြင်းမသေးပဲအချင်းချင်းနေရာသာဆွေးနွေးပါ။နံပါတ်10အနေနဲ့ဖိအားမပေးပါနဲ့။လူတစ်ယောက်ကသူတို့ပြောင်းလဲခြင်းမှပြောင်းလဲတယ်ဆိုတဲ့သဘောကိုသတိထားပါ။သိအနေနဲ့သိအိမ်ထောင်ဖက်ရဲ့နှစ်ပေါင်းများစွာရှိလာတဲ့အမှုချင်းတစ်ခုကိုသွားပြောင်းလဲပေးလို့မရပါဘူးနော်။သူတို့မားနေတယ်လို့မတင်တဲ့အရာတစ်ခုကိုတရားဖိအားပေးပြီးတော့ပြောင်းလဲခိုင်းလို့မရပါဘူး။ဒါကြောင့်ဒီလိုပြဿနာတွေကိုအပေါ်ယံပြောင်းဆိုတဲ့စကားပြောမယ်ဆိုလက်တွေ့ပေါ်ရဲ့လိုအပ်ချက်တွေကိုအချိန်ယူနားထောင်ပေးပြီးတော့ပြောင်းလဲရမှာကူညီပေးဖို့လိုပါတယ်။နံပါတ်9အနေနဲ့သင်ကဇနီးဖြစ်မယ်ဆိုရင်မျှော်လင့်ချက်တွေကိုလျှော့ထားပါ။သင်ကခင်မွန်ဖြစ်မယ်ဆိုရင်တာဝန်အပြည့်ယူပါ။အမျိုးသမီးတွေကအိမ်ထောင်ရေးရနေဘာလို့ချင်လဲဆိုတော့ချစ်ခြင်းတန်ဖိုးထားခြင်းနားထောင်ခြင်းဂရုစိုက်ခြင်းနဲ့စိတ်ကြည်နမှုလိုချင်ကြတာပါအမျိုးသမီးတွေမှာသူတို့လိုချင်တဲ့အရာတွေကိုစုထားတဲ့စည်ရင်ရှည်ရှိပြီးတော့အိမ်ထောင်ဘက်ကလည်းမျောလင်းချက်များများထားတတ်ကြပါတယ်အမျိုးသားတွေကတော့အိမ်ထောင်ရဲ့တစ်ခုကနေလိုချင်တဲ့အရာတိတ်များများမရှိပါဘူးနော်ဒီတော့အိမ်ထောင်ရဲ့တစ်ခုမှာအမျိုးသမီးတွေနဲ့အမျိုးသားတွေကြားမျောလင်းချက်ကွာဟမှုတော်တော်ကြီးမားနေပါတယ်အိမ်ထောင်ရေးတစ်ခုမှာပြဿနာတွေခဏခဏမတက်စေဖို့အတွက်အမျိုးသမီးတွေအနေနဲ့24နာရီ9ရက်ရိုမန်ဆန်ဆန်နေဖို့တောင်းဆိုတာတွေကိုလျှော့ခြင်းနဲ့မျောလင်းချက်ကွာဟမှုကိုကြင်မြောင်တင်ပါတယ်အမျိုးသားတွေအနေနဲ့အမျိုးသမီးလူချင်းတဲ့အရာတွေဖြစ်တဲ့အိမ်ထောင်ရေးကိုပထမဆုံးထားဖို့နဲ့ပိုပြီးနားထောင်ပေးဖို့စားရည်နဲ့ကိုယ့်ရဲ့ဇနီးလူချင်းတဲ့အရာတွေကိုတာဝန်ယူမှုရှိရှိနဲ့ပို့ပြီးတော့လှုပ်ဆောင်ပေးဖို့လိုပါတယ်နော်ဟုတ်ကဲ့ပါအခြေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးခဲ့တဲ့ကျမ်းမာရေးအကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်ဒီလိုကျမ်းမာရေးအကြောင်းအရာလေးတွေကိုနေ့စဉ်နဲ့များတင်ဆက်ပေးသွားမှာဖြစ်လို့ကြိုက်နေတဲ့သဘောကြရဲဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးတွေလုပ်ပြီးတော့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးကြပါဦးနော်
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။